လုံးမင်္ဂလာပါရှင်ဒီနေ့တော့ရာသီဥတုပူပူလေးနဲ့လိုက်ဖက်တဲ့ကြက်ရှည်တော်မြင့်ရှင်ကလေးဆက်စားပြပါတယ်ဝတ်သားဤတာမကြိုက်တဲ့လူတွေအတွက်ကြက်သားနဲ့ဆက်တာပို့ပြီးတော့အရသာလည်းရှိတယ်အရင်တောက်လို့လည်းရမ်းကောင်းပါတယ်ဒါကတော့ကြက်ရိုးနဲ့ကြက်အသေးမြင့်20ဘိုးစီသုံးတာပါလေပထမဦးစီပွားပေါ်ပါမယ်ကြက်တုံပြူကိုစီတက်ပါမယ်စနေမုံနဲ့ထည့်မယ်အယောင်တမုတ်ကိုနည်းနည်းလေးပဲထည့်ပါမယ်ဒီကပြီးရင်တော့အနံ့လေးဝေးလာတဲ့အထိကြော်ပေးပါမယ်မီးကိုတော့အမှုတော်လေးနဲ့ထားပါမယ်နော်အနံ့ဝေးလာပြီဆိုရင်အသားလေးထည့်ပြီးတော့အသားလေးကိုအရသာဝင်တဲ့အထိကြော်ပေးပါမယ်ဒီနဲ့လည်းပြောင်းအောင်အရသာလေးဝင်အောင်နည်းနည်းဖြစ်ကြလေကြော်ပေးပါမယ်ရှင်ဒီလောက်နေထားဆိုရပါပြီဒါဆိုရင်မြင့်ရှင်ထည့်ပါမယ်မြင့်ရှင်ကအရန်နဲ့နူးညံ့နေတဲ့အတွက်ကြောင့်ရိုးရိုးရေကိုမသုံးဘဲနဲ့ရင်နွေးနဲ့ပဲထည့်ပြီးတော့ချက်ထားပါလေရှင်ကတော့10ပတ်ပို့ပါပြီးရင်တော့ဒါတည်ထားတဲ့ရင်နွေးပါရင်နွေးကိုတော့မြုပ်အောင်အပြည့်ထည့်လိုက်ပါမယ်ဖုံးခဏအုပ်ထားပါမယ်ပြီးရင်တော့စားနည်းနည်းထပ်ထည့်ပါမယ်ဖြစ်ရှင်အတွက်ကြက်သားမှုလေးနည်းနည်းထည့်ထားပါတယ်ငါးမြရီရှင်လည်းငါးမြရီထည့်လို့ရပါတယ်ပြီးတော့ဟင်းခမ်းမုံလေးထည့်ပါတယ်အဲ့ဒီရင်နွေးတစ်ခါပြန်ပွက်ပြီဆိုရင်တော့စူပုတ်ရွက်လေးခတ်ပြီးတော့အရေးတောက်လေးတောက်လို့ရပါပြီအရန်နဲ့စားကောင်းပါတယ်ကြက်ရှိတော့မသုံးမဲကြက်ရှိတော့မကြိုက်တဲ့သူတွေဆိုရင်လည်းကြက်ရိုးနဲ့ချက်လို့ရပါတယ်ခင်းရအရင်ချက်ပြီးလို့ကြက်ပြီဆိုရင်တော့ညရှင်ဟင်းလေးနဲ့လိုက်မယ်ရုပ်သီးစားအောင်လေးလုပ်ပါမယ်ဒါတော့ရုပ်သီး20ပတ်ဖို့ပါရုပ်သီးလေးနဲ့စားမယ်ကိုထားပါမယ်လောက်နေထားဆိုရပါပြီဒါကတော့ညရှင်ရေပူလေးနဲ့တောက်ပြီးတော့တွဲစားလို့ရမယ်ရုပ်သီးစားအောင်လေးပါအရင်နဲ့စားလို့ကောင်းပါတယ်လောက်စားကြည့်ကြပါနော်အဆုံးထိကြည့်ပေးလို့ကျေးဇူးပါ